ဒီမှာပေါ့နော်ဒန်ရှော့ဆွေပေါ့နော်ကျွန်တော်ဒီဒန်ရှော့ဆွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ခဲ့ပါတယ်အဲ့ဒီမှာလူတွေကကျွန်တော်ကိုအဲ့ဒီဗီဒီယိုရဲ့အောက်မှာကွန်မန့်လာရေးကြတာပေါ့နော်ကွန်မန့်လာရေးပြီးတော့မှအကိုရဲ့ဒီဆေးကိုလိုရှင်တယ်ပို့ပေးပါလားမှာပေးပါလားဆိုပြီးတော့မှကွန်မန့်တွေပေးထားကြတာပေါ့နော် Messenger မှာလည်းတိုက်ရိုက်လာပြီးတော့မှအကိုရဲ့လိုရှင်ပါတယ်ဆိုပြီးတော့မှဒီဆေးကိုမှာပေးပါဆိုပြီးတော့မှလာရောက်ပြီးတော့မေးမြန်းကြတာပေါ့နော်ဟုတ်ကဲ့ပါဒီဆေးကကျွန်တော်တို့မြန်မာနိုင်ငံကိုရရှိသွားပါပြီနော်ဒီဆေးကိုမှာထားတဲ့ကျွန်တော်ရဲ့မိုက်ဆွေတွေဒီဆေးကိုရပြီနော်မြန်မာနိုင်ငံမှာဒါပေမဲ့အများကြီးတော့ကျွန်တော်မပို့လိုက်ဘူးဗျာကျွန်တော်တို့အများကြီးတော့မတန်ပို့လိုက်ဘူးအဆက်ဆိုတော့လူတွေကြိုက်မလားမကြိုက်ဘူးလားလူတွေကတချို့ကြတော့လဲဗျာလိုရှင်တွေတော့ပြောပြီးတော့မှာပြီးတော့တကယ်ရောက်ကြတော့လဲမယူတဲ့လူတွေလည်းအဲ့လိုလေးရှိတာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါတွေကတော့ကြုံတွေ့တာတွေများနေပြီဆိုတော့ကျွန်တော်တို့ကလည်းတိုက်လက်မယုံကြည်ရဲဘူးပေါ့နော်ဒါကြောင့်နေပဲပို့ထားပါတယ်နားကြရင်တော့ရမှာမဟုတ်ဘူးဒါပေမဲ့နားကြရင်လိုရှင်တွေဆိုရင်တော့စားရမှာပေါ့နော်ကျွန်တော်နားတစ်ခါပို့တဲ့ခါမှပဲရမှာပေါ့အခုတစ်ခါကတော့နေပို့လိုက်တယ်လိုရှင်တွေဆိုလို့ရှိရင်ဒီကိုတီလက်ဂျိုဂျိုရဲ့ Facebook ကနေတစ်ဆင့်မှာယူရရှိနိုင်ပါတယ်ခင်ဗျာဒီကိုတီလက်ဂျိုဂျိုစီကိုဆက်သွယ်မေးမြန်းပြီးတော့မှာယူနိုင်ပါတယ်ဒန်ရှော့ဆေးပေါ့နော်ဒီဆေးနာမည်ကဒီဆေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေထားတာရှိပါတယ်ဒီဆေးကြောင့်သိရှင်နေဆိုအဲ့ဒီဗီဒီယိုမှာလည်းတွားရပြီးတော့ရှာကြည့်နိုင်ပါတယ်ဒီဆေးကဘယ်လိုဟာတွေမှာကုသလဲဆိုတော့ကျွန်တော်အရင်ပြောခဲ့တယ်လို့မျိုးပေါ့နော်နျူကာဆယ်ယောဂါကိုကုသလို့ရတယ်ပြီးတော့ဒီမာရဲယောဂါလိုမျိုးပေါ့ဒီရှေပြောတာတွေကိုကုသလို့ရတယ်ရှေပြောပြီးတော့လမ်းမရှာနိုင်ဘူးဒီဘေးတစောင်းဖြစ်နေတာတွေထဲလို့မရဘူးဒီနေမကောင်းဖြစ်ပြီးတော့အဲ့ဒါတွေကိုကုသလို့ရတယ်ပြီးတော့သူပြောထားတာနောက်တစ်ခုကကြတော့ဒီကောင်ကဒီအေးမီနာတွေလည်းကုသလို့ရတယ်ဆိုပြီးတော့အေးမီနာစီတာတွေလည်းကုသလို့ရပြီဆိုပြီးတော့မှပြောထားပါတယ်ထိုင်းဘက်မှာတော့ဒါလက်တွေ့စမ်းသပ်ပြီးပါပြီပေါ့နော်မြန်မာနိုင်ငံဘက်မှာတော့ကျွန်တော်သုံးဆွဲသူတွေစီကတော့အတီးပြုရှဲတွေတော့မရသေးပါဘူးသူကတော့ကောင်းတယ်လို့ပြောပါတယ်ဒီစီကတော့အရန်ကောင်းတယ်လို့ပြောပါတယ်နျူကာဆင်ယောကတော့ဒီမာရဲယောကတော့ရှေပြိုးလဲပြိုးနျူကာဆင်ယောကတော့ဒီအာယုံကျိုးစနိုက်တွေကုသလို့ရတယ်ဆိုပြီးတော့မှသူတို့ကအများခံထားပါတယ်ဒီဆေးကဗျာအလုံးဆေးလုံးပုံစံမျိုးဖြစ်ပါတယ်ဆေးလုံးပုံစံပေါ့ဒီကောင်ကိုကာကွယ်ဆေးအနေနဲ့သုံးလို့ရတယ်ဆိုပြီးတော့မှသူတို့ကပြောထားပါတယ်ကာကွယ်ဆေးအနေနဲ့ကြတော့သူတို့ကဘယ်လိုသုံးရလဲဆိုတော့ဒီ9ရက်မှတစ်လုံးပေါ့9ရက်မှတစ်လုံးကျွေးရတယ်ကာကွယ်ဆေးအနေနဲ့သုံးမယ်ဆိုရင်ဒါပေမဲ့ဒီနျူကာဆင်ယောဂါတော့ဖြစ်တယ်နောက်ပြီးတော့မာရဲယောဂါတော့ဒီရှေပြိုးလက်ပြိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ကုသမယ်ဆိုလို့ရှိရင်သူကတနေ့မှာတစ်လုံးတက်ရမှာပေါ့နော်တနေ့မှာတစ်လုံး4-5ရက်ဆက်တိုက်တက်ရမယ်လို့ပြောထားပါတယ်4-5ရက်ဆက်တိုက်တက်ရင်တော့ဒီယောဂါကိုပျောက်ခဲ့တယ်လို့ပြောပါတယ်4-5ရက်ဆက်တိုက်ပြီးတော့ယောဂါပျောက်သွားပြီဆိုလို့ရှိရင်ဒီဆေးကိုသူကရတန်းလိုက်ရမှာပေါ့နော်ဟုတ်ကဲ့ပါစိုက်ဝင်စားလို့မှာယူရှင်နေဆိုရင်ဒီကိုတီလိုက်ဂျိုဂျိုစီကိုဆက်တယ်မှာယူပေးပါခင်ဗျာကိုတီလိုက်ဂျိုဂျိုရဲ့ Facebook ကနေတစ်ဆင့်မှာယူပေးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်